အားလုံးပဲမင်္ဂလာပါ review channel လေးမှာကြိုဆိုပါရစေကျွန်တော်ကတော့ဖုန်းသစ်လေးတွေကို unboxing လုပ်ပြပေးမယ်ဖုန်းမောင်ဖြစ်ပါတယ်ကျွန်တော်ရဲ့လက်ထဲမှာ Oppo ကနေပြီးတော့ကျွန်တော်အသစ်ဆက်ဆက် 5G version လေးနဲ့ Reno 14 app လေးရောက်ရှိလို့နေရယ်ကျွန်တော် Reno 14 app 5G မှာကျွန်တော်တို့ color ဆိုတာ2အောင်ရှိရယ်ကျွန်တော်တို့ဒီ luminous green လေးရယ်နောက်တစ်ခုကကျွန်တော်ခုဖောက်ပြမယ်ဒီ opal blue လေးရယ်ပေါ့ color 2အောင်ရှိရယ်ဟုတ်ပြီအဲ့ဆိုကျွန်တော်တို့တူတူဖောက်ကြည့်အောင်ဒါဒီမှာဖောက်ဖို့လဲကျွန်တော်အရန်လွယ်ကူပါ යි เนาะမိုက်တယ်ပါကင်းချင်းအစားလဲကျွန်တော်တို့ဒီတော်တော်လေးဆင်ပြေသွားရေကျွန်တော်ကြည့်အောင်ကျွန်တော်တို့ဒီထဲမှာဘာလီပါလဲကျွန်တော်တစ်ချက်ကြည့်အောင်ကျွန်တော်ကာဘာလေးရောက်ပါလာသေးရယ်manual guide တွေပါမယ်ကာဘာတစ်ချက်ကြည့်အောင်ကာဘာကသူက original လေးဖြစ်တယ်သူက quality လေးတော်တော်ကောင်းတယ်ကျွန်တော်ဒီ wave ဒီ frame ကြီးအစားလဲထူးထူးထဲထဲလေးနဲ့ပေါ့အဓိကကာဘာတက်သုံးမဲ့သူတွေအတွက်ဆိုရင်တော့ကျွန်တော်ကာဘာအကြည်လေးဖြစ်တဲ့အတွက်ဒီဇိုင်းနဲ့မပြောက်တော့ဘူးပေါ့ဗျာโอเคကျွန်တော်ဖုန်းလေးကိုတော့ကျွန်တော်နောက်မှကြည့်မယ်ကျွန်တော်ဘေးကိုတော့ချထားလိုက်မယ်ဒီထဲမှာကျွန်တော်ဘာပါလဲတစ်ချက်ကြည့်အောင်ဒီထဲမှာဆိုရင်ကျွန်တော်တို့တစ်ခုဝမ်းတာစရာပါလဲဆိုတော့အာတွင်ကောင်းအာတွင်ကျိုးပြန်ပါလာသေးရဲ့အဲ့တော့ဘာဖြစ်လဲဆိုတော့အာတွင်ကောင်းကသူက super VOC နော်အမြန်အာတွင်စနစ်ဟိုမှာကျွန်တော်45 watt support ပေးရဲ့ဆင်းပင်တို့ဘာလို့လဲပါသေးရဲ့โอเคအဲ့ဆိုကျွန်တော်ဖုန်းလေးကိုတစ်ချက်တူကျွန်တော်ကြည့်လိုက်အောင်ကဲဖုန်းကတကယ်ကိုလှပါတယ်ဗျာကျွန်တော်တို့ဒီလူငယ်တွေအတွက်လည်းအရင်အဆင်ပြေတဲ့ဒီဇိုင်းမျိုးလေးပေါ့အကုန်လုံးမြင်တဲ့အတိုင်းပေါ့နော်ကျွန်တော် lighting လေးကပြည့်ရဲ့အဓိကကလူငယ်တွေအတွက်ဘာကောင်းလဲဆိုတော့ကိုယ့်အနေနဲ့ဥမာနိုင်ရောက်တွေထွက်မယ်ပါတီပွဲတွေတက်တဲ့အခါမျိုးကြရင်မီး lighting ကြားမှာကိုယ့်ရဲ့ဖုန်းကပို့ပြီးတော့ထင်ဟပ်နေလိမ့်မယ်နောက်တစ်ခုကောင်းတာဘာရှိသေးလဲဆိုတော့ကျွန်တော်အနေနဲ့ဥမာကမယ်ပြုတ်မယ်ဆိုရင်ဒီဖုန်းရဲ့ weight အလေးချိန်က180 gram ပဲရှိရဲ့အမှန်တိုင်းပြောမယ်ဆိုရင်ကျွန်တော်ပေါ့တဲ့ထဲပါတယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုတော့ကိုယ့်အနေနဲ့ဘောင်းဘီအိတ်ကလေးထည့်ပြီးကမယ်ဆိုရင်တော့မှကနေမှန်းအချိန်မှာကျွန်တော်တို့ဒီဖုန်းရဲ့ weight ကပါလီမန်းတော့ကျွန်တော်သိမှာမဟုတ်ဘူးနောက်တစ်ခုကျွန်တော်တို့သူ့ရဲ့အထူလေးပေါ့အကုန်လုံးမြင်တဲ့အတိုင်းလေးပဲအထူလေးရတော့ကျွန်တော်တို့သူ့ရဲ့အထူကကျွန်တော် 7.7 mm ပဲရှိရဲအဲ့တော့ဘာဖြစ်လဲဆိုတော့မထူမပါအနေထားမျိုးလေးဖြစ်တဲ့အတွက်လက်ထဲမှာကင်မယ်ဆိုလဲကျွန်တော် hand feeling ကအရန်လေးကင်လို့ကောင်းနေရပေါ့နော်ပေါ့ပါနေအောင်မှာကျွန်တော်ဒီလက်ထဲမှာအဝင်ခွင့်ကြားဖြစ်မှုရှိရပေါ့အဲ့လောက်မှကျွန်တော်ခုလူငယ်တွေတော်တော်များများကျွန်တော်ကင်မရာရိုက်တယ်ဟုတ်ပြီကင်မရာဘိုင်းကိုကျွန်တော်မပြောသေးဘူးကင်မရာဒီဇိုင်းလေးကိုပြောချင်တယ်ခေတ်ရည်စည်းကြောင်းအရာကျွန်တော်တို့ဒီပေါ့ကင်မရာပုံစံလေးကနောက်ပိုင်းဘယ်လိုဖြစ်လာလဲဆိုတော့ကျွန်တော်မှန်ပြားပုံမှာကျွန်တော်ကင်မရာဒီဇိုင်းဖောက်တဲ့ပုံစံမျိုးလေးနဲ့တွားပေးထားတယ်အဲ့လောက်မှဒီကင်မရာရဲ့အတွင်းပိုင်းထဲမှာကျွန်တော်အဖြူလိုက်တင်ပြေးထားတဲ့ပုံစံမျိုးလေးနဲ့တွားထားတာဖြစ်တဲ့အတွက်ဒီဇိုင်းကိုပို့ပြီးတော့ထင်ဟပ်နေလိမ့်မယ်screen size ပေါ့ screen size ကသူက 6.57 ဖြစ်တဲ့အတွက် screen ကြီးတဲ့ထဲပါတယ်အဲ့တော့ဘာဖြစ်လဲဆိုတော့ကျွန်တော်နေ့စဉ် daily stat တွေနောက်တစ်ခုကကြတော့ကျွန်တော်တို့ game တို့ဘာလို့စောင့်မယ်ဆိုရင်အရန်ကြီးကျွန်တော်တို့အဆင်ပြေသွားပြီ screen size ကြီးတဲ့ထဲပါတာဖြစ်တဲ့အတွက် okay ကျွန်တော်တို့ဖုန်းရဲ့ design ပိုင်းလေးကိုပြောပြီးဆိုတော့ဖုန်းရဲ့အတွင်းပိုင်းလေးကိုသွားလိုက်အောင်ကျွန်တော်ခု power လေးစောက်ဖွင့်လိုက်မယ်โอเคအဲ့ဆိုရင်ကျွန်တော်ဒီမှာ custom ဆိုတဲ့နေရာလေးကိုကျွန်တော်နှိပ်လိုက်ပြီးဆိုရင်ဖုန်းရဲ့ကျွန်တော်ဒီ function တွေရဲကိုကျွန်တော်စပြီးတော့ရောက်ပါဆိုတော့ကျွန်တော်အခုလူငယ်တွေအတွက်ကိုကျွန်တော်ဒီပေါ့နော်function ကြနဲ့ကျွန်တော်တို့တုံးလို့ရမယ်အပိုင်းလေးတစ်ခုကျွန်တော်ပြပေးမယ်အဲ့ဒါပါလေဆိုကျွန်တော်အခု setting နဲ့ဝင်လိုက်မယ် setting နဲ့ဝင်လိုက်တဲ့အခါကျရင်ကျွန်တော်ဒီမှာ wallpaper style ဆိုတဲ့ဟာလေးရှိတယ်အဲ့ထဲမှာကိုလိုချင်တဲ့ပုံစံမျိုးတွေကိုကျွန်တော်တို့ customize လုပ်လို့ရတဲ့အပိုင်းတွေရှိရယ်ကျွန်တော်ဒီ orange display ဘိုင်းတွေရှိမယ်orange display ဘိုင်းဆိုကိုလိုချင်တဲ့ဟာကို choice လုပ်လို့ရတဲ့အပိုင်းတွေရှိရယ်ဒါတွေမဟုတ်ဘူးကျွန်တော်တို့ဒီစလုံးဖောက်တွေကိုကိုလိုချင်တဲ့ဖောက်ပုံစံမျိုးတွေပြောင်းတာမျိုးတွေနောက်ပြီးရင်ဒီ icon တွေကိုကိုလိုချင်လို့ကျွန်တော်တို့ဒီ adjust လုပ်လို့ရတဲ့အပိုင်းမျိုးလေးဒါမျိုးလေးကျွန်တော်ပေါ့နော်အများကြီးပါတယ်ဒါတွေမကဘူးကျွန်တော်ကဘာလဲဆိုတော့ဒီကိုယ့်ရဲ့ဒီပေါ့နော် color ပုံစံတွေ application တွေရဲ့ color စာလုံး color တွေကိုကျွန်တော် adjust လုပ်လို့ရတဲ့အပိုင်းတွေလည်းပါသေးတယ်ဒါတွေမဲလားဆိုတော့မဟုတ်သေးပြန်အောင်ကျွန်တော်ဘာလဲဆိုတော့ fingerprint ကိုမှာကိုလိုချင်တဲ့ design ပုံစံကို adjust လုပ်လို့ရတယ်
try လုပ်ရတဲ့ပုံစံလေးပါတယ်ဟုတ်ပြီကျွန်တော်အဓိကဒီမှာကျွန်တော်က wallpaper လေးတစ်ခုကိုကျွန်တော်စမ်းပြပေးမယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ခုမိုးတင်းတဲ့ကိုဝင်လိုက်မယ်မိုးတင်းတဲ့ဝင်လိုက်တဲ့ခါကျရင်ကျွန်တော်ဒီအောက်ဆုံးမှာပန်းပွင့်ပုံစံလေးတွေတဲ့ခါရဲ့ပေါ်မှာကျွန်တော်တစ်ခုကိုကျွန်တော်စမ်းပြပေးမယ်ဟုတ်ပြီဒီမှာတော့ကျွန်တော်ပုံလေးတော့ကျွန်တော်မစမ်းတော့ဘူးပေါ့နော်ကျွန်တော်ဒီမှာပုံတစ်ပုံလေးနဲ့ကျွန်တော်စမ်းပြပေးမယ်စမ်းပြပေးမယ်ဆိုတော့ကျွန်တော်ကဒီထဲဝင်လိုက်တဲ့ခါကျရင်ကျွန်တော်ကမှာ event နဲ့ကိုကျွန်တော်ဝင်လိုက်မယ်ကိုလှုပ်ချင်တဲ့ပုံကိုရွေးလိုက်မယ်ကျွန်တော်ကဒီပုံလေးနဲ့ကျွန်တော်ကတစ်ချက်လုပ်ပြပေးမယ်ပေါ့နော်လုပ်ပြလိုက်တဲ့ခါကျရင်ကျွန်တော်ပုံမှန်ဆိုရင်ဒါလူကအထဲမှာပဲရှိတာဒါပေမဲ့ကျွန်တော်ကအပြင်ထွက်တဲ့ပုံစံမျိုးနဲ့ကိုက adjust လုပ်လို့ရတယ်ဒီလိုမျိုး style ကြလေးပေါ့နော်အဲ့လောက်မှကျွန်တော်တို့ကဒီအောက်မှာ style ဆိုတဲ့ဟာလေးရှိတယ်အဲ့ထဲဝင်လိုက်တဲ့ခါကျရင်ကျွန်တော်တို့ကကိုလိုချင်တဲ့ color ကိုရွေးလို့ရတယ်နောက်ခံ background ပေါ့နော်ကိုစိတ်ကြိုက် color မျိုးကျွန်တော်ကထားလို့ရတယ်ဒါလေးမကောက်ဘူးကျွန်တော်ကဘာလဲဆိုတော့ဒီလူရဲ့ဒီအနောက်က frame လေးလို့ပါကိုကြိုက်တဲ့ပုံစံမျိုးကိုကျွန်တော်က adjust လုပ်လို့ရတယ်ကိုကြိုက်တဲ့ပုံစံကျွန်တော်ထားလို့ရတယ်ပေါ့နော်အခုဆိုကျွန်တော်ကဒီပေါ့၄တော့ပုံစံလေးနဲ့ကျွန်တော်ထားလိုက်တယ်ထားလိုက်ပြီးဆိုရင်ကျွန်တော်ကဒီပုံကိုကျွန်တော်တင်ချင်နေဆိုရင်ကျွန်တော်တို့ကapply နှိပ်လိုက်ရုံပဲဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီပုံလေးကိုကျွန်တော်က wallpaper ရောဒီအတွင်းမှာရောကျွန်တော်ကထားလိုက်တဲ့ပုံစံမျိုးလေးကျွန်တော်အခုလုပ်လိုက်ပြီပေါ့နော်โอเคကျွန်တော် power ပိတ်လိုက်မယ် power ပြန်ဖွင့်လိုက်တဲ့အချိန်မှာကျွန်တော်တို့ style ကြပုံစံမျိုးနဲ့ပြင်လို့ရပါတယ်ကျွန်တော်တို့ဒီမှာ Reno 30F နဲ့ Reno 40F မှာကွာခြားသွားတဲ့အပိုင်းလေးရောရှိတယ်အဲ့ဒါပါလဲဆိုတော့ Reno 30F မှာဆိုရင်ကျွန်တော်တို့ရဲ့ screen ဘေးပေါင်တွေကမကျင်းသွားဘူးဒါပေမဲ့ Reno 40F မှာဆိုရင် screen ဘေးပေါင်တွေကတိတိတသာကျင်းသွားပြီးတော့ကျွန်တော်တို့ဘေးပယ်ညာတွေကအကုန်လုံးအချင်းတွေကတူသွားတယ်ဒါသူ့ရဲ့အားသာချက်ပေါ့ဒါတွေမဲလားဆိုတော့မဟုတ်ဘူးအဲ့ဒါပါလဲဆိုတော့နောက်တစ်ခုကျွန်တော်တို့အားသာချက်ရှိတာကသူ့မှာ120 Hz ဖြစ်သွားတယ်120 Hz ဖြစ်သွားတဲ့အတွက် application တွေကျွန်တော်တို့တုံးတဲ့အခါမျိုးမှာဒီပို့ဆွဲမှုအပိုင်းတွေမှာမြန်ဆန်တွက်လက်နေအောင်တွေ့ရတယ် application အဝင်ထွက်တွေအစားကျွန်တော်တို့မြန်ဆန်နေတဲ့အပိုင်းကိုကျွန်တော်တွေ့ရတယ်ဒါတွေမဲလားဆိုတော့လည်းကျွန်တော်ကမဟုတ်သေးဘူးဒီ screen ရဲ့ရုပ်ထွက်ပိုင်းကိုကျွန်တော်တို့ကပို့ပြီးတော့ကြည်လင်ပြတ်သားမှုနဲ့အယောင်ဆိုပြအောင်လုပ်လို့ရတဲ့အပိုင်းတွေရှိတယ်အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီမှာ setting တွေကိုကျွန်တော်ဝင်လိုက်မယ် setting ထဲဝင်လိုက်တဲ့အခါကျရင်ကျွန်တော် display ထဲကိုဝင်လိုက်မယ်display ထဲဝင်လိုက်တဲ့အခါကျရင်ကျွန်တော်တို့ဒီမှာscreen color မှုဆိုတဲ့နေရာလေးရှိတယ်အဲ့ထဲကိုဝင်လိုက်ပြီးတော့ကျွန်တော်တို့ကဒီမှာ vivid မှုစီလေးကိုကျွန်တော်ရွေးလိုက်မယ်ဆိုရင်ကိုယ့်ရဲ့ဖုန်းကပို့ပြီးတော့ color ဆိုပြပြနဲ့ဟိုမှာပို့ပြီးရလက်ကောင်းတဲ့ရုပ်ထွက်မျိုးကိုကျွန်တော်ပို့ပြီးရစေပါလိမ့်မယ်ကျွန်တော်ခုပြောပြမယ့်အပိုင်းမှာအရေးကြီးဆုံးအပိုင်းလေးဖြစ်လာတယ်အဲ့ဒါပါဆိုတော့ performance ဘိုင်းပေါ့performance ဘိုင်းမှာလူငယ်တွေကအဓိကကျွန်တော်နေ့စဉ် daily use တွေတုံးတာရှိမယ်ဗီဒီယိုကြည့်ရမျိုးရှိတယ်ဒါတွေမကောက်ဘူးကျွန်တော် game ကိုအဓိကဆော့လာတာတွေ့ရတယ်game ဆော့ဖို့အတွက်ဆိုရင်ကျွန်တော် performance ကောင်းဖို့ကရေးကြီးတယ်Reno 40F 5G လေးမှာဆိုရင် Snapdragon 6 Gen 1အောင်တုံးပြီးထားတယ်အရင်ကျွန်တော်တို့ Reno 30F က CPU နဲ့နှိုင်းယှဉ်မယ်ဆိုရင်ဟိုမှာ Helio GTR ကိုတုံးပြီးထားတယ် Helio GTR နဲ့နှိုင်းယှဉ်တဲ့အခါကျရင်ကျွန်တော်တို့CPU ဘိုင်းတွေ GPU ဘိုင်းတွေတိတိတသာကောင်းလာတာကိုတွေ့ရတယ်ဒါတွေမကောက်ဘူးကျွန်တော် mobile ကြီးကြံ mobile ကြီးကြံ game မျိုးကိုစော့မယ်ဆိုရင်120 frame per second နဲ့စော့လို့ရတယ်game အကြီးစားဖြစ်တဲ့ PUBG လိုမျိုး game မျိုးကိုစော့မယ်ဆိုရင်60 frame per second မျိုးနဲ့ကျွန်တော်စော့လို့ရတယ်နောက်တစ်ခုကgame စော့တဲ့အခါကျရင်ကျွန်တော်ကအားခံဖို့ကလည်းရေးကြည့်ရယ်အားခံဖို့အတွက်ကိုလည်းဒီမှာ battery က 6000 mAh တုံးပေးထားတယ်ဘက်ထရီ 6000 mAh တုံးထားတာဘာအားသာချက်ရှိလဲဆိုတော့ကျွန်တော်တို့ game ကို10နာရီကြာတောက်လျှောက်ကျွန်တော်ဆော့လို့ရတယ်တကယ်လို့အားပြန်သွင်းမယ်ဆိုရင်ကျွန်တော်တို့45ဟိုမှာကျွန်တော်တို့ Super VOC ကိုတုံးပေးထားတယ်Super VOC ကကျွန်တော်ဘာအားသာချက်ရှိလဲဆိုတော့အားတရားအပြည့်သွင်းဖို့အတွက်ကိုကျွန်တော်တို့48မိနစ်ပဲကျွန်တော်တို့ကြာမြင့်ကျွန်တော်အခုဘက်ထရီပိုင်းကိုရှင်းပြပြီးသွားပြီဆိုတော့ကျွန်တော်တို့လူငယ်တွေအတွက်လည်းနေ့စဉ်နဲ့များကျွန်တော်တို့ဓာတ်ပုံရိုက်ဖြစ်တဲ့အပြင်ပိုင်းသွားတဲ့အခါမျိုးကြရင်ကင်မရာလေးရေးကြည့်ရပါတော့ကင်မရာပိုင်းမှာဆိုရင်Reno 40F မှာကျွန်တော်တို့ဒီ selfie မှာဆိုရင်30 megapixel ကိုသုံးပေးထားတယ်နောက်ဘက်ဆိုရင် main camera 50 megapixel wide camera က8 megapixel micro camera ကကျွန်တော်2 megapixel ကိုသုံးပေးထားတယ်အဲ့တော့ကျွန်တော်တို့selfie လေးကိုကျွန်တော်တို့တစ်ချက်ကျွန်တော်စမ်းပြပေးပေါ့နော်ဟုတ်ပြီကျွန်တော်ခုစပီးရိုက်ထားတဲ့ပုံလေးကိုကျွန်တော် zoom လေးကျွန်တော်ချဲ့ပြပေးမယ်ကျွန်တော်ဒီမျက်လုံးထဲကမီးအလင်း
slide ရဲ့ကျွန်တော်တို့ရဲ့ပုံစံလေးတွေကစပေါ်တယ်ပြောချင်တာဒီလေးလေးတွေကျွန်တော်ကောင်းလာတယ်ပေါ့နော်ဒါတွေမကောက်ဘူးကျွန်တော်အနောက်ဘက်15 megapixel ပါကျွန်တော်တစ်ချက်ဆန်းပြပေးမယ်ကျွန်တော်ရုပ်လေးနဲ့ချက်ဆန်းပြပေးပေါ့နော်အနောက်ဘက်မှာကျတော့ကျွန်တော်ဒီခုရိုက်လိုက်တဲ့ပုံမှာဆိုရင်ကာလာဒီလေးတွေကစကျွန်တော်တော်တော်လေးမှန်လာတာကိုတွေ့ရတယ်ကျွန်တော်ဒီ shade တွေဒီအဆက်ပြောက်တွေပါကျွန်တော်တိတ်မရှိတော့တာကိုကျွန်တော်တော်တော်လေးဒီလေးကျလာတာကိုတွေ့ရတယ်ဒီလို30 series နဲ့ကျွန်တော်တို့ color wet နှိုင်းရှင်မယ်ဆိုရင်လောက်ဆောင်ချက်တွေက5ဆပိုပြီးမြန်လာတယ်နောက်တော့ကျွန်တော်တို့ဒီနေ့စဉ် daily use တွေမှာသုံးမယ်ဆိုရင်ကျွန်တော်တို့ Yotion နဲ့ AM function မျိုးတွေပါလာတယ်အဲ့တော့ကျွန်တော်အနည်းချုံအနေနဲ့ကြည့်မယ်ဆိုရင်ဒီ Windows 14 app 5G လေးမှာဆိုရင်ကျွန်တော်တို့ဒီ design ဘိုင်းတွေအားသာလာတယ်ကျွန်တော်တို့ဒီ display ဘိုင်းတွေနောက်ပြီးတော့ကျွန်တော်တို့ bezel ဘိုင်းတွေအစကျင်းလာတယ်battery ဘိုင်းအနေနဲ့ဆိုရင်လည်း battery က 6000 mAh ဖြစ်သွားမယ်အဲ့လောက်မှကျွန်တော်တို့အားသွင်းမြန်စနစ်တွေ45 watt တွေပါလာဖြစ်တဲ့အတွက်လူငယ်တွေအတွက်ဆိုရင်နေ့စဉ် daily use သုံးတာမျိုးတွေကျွန်တော်ကင်မရာဘိုင်းတွေရိုက်မယ်ဒီဇိုင်းဘိုင်းတွေတော့အဓိကသုံးမယ်ဆိုရင်ဒီဖုန်းလေးက3သင်းနဲ့ဖုန်းတစ်လုံးလေးဖြစ်ပါတယ်ကျွန်တော်ခုပြောသွားတဲ့ unboxing video လေးကိုကြိုက်နေတတ်တယ်ဆိုရင် review channel လေးကို like and subscribe လုပ်ပေးပါကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်ဆုံတွေ့မယ် bye bye